စိတ်ဆန်းလေးတွေရဲ့ရေခွင်မှာအော်ပြေခဲ့မျိုးရစရာကြုံလာရတဲ့ချိန်မှာကိုယ့်ရဲ့ဘက်ကမျက်ရှိခဲ့တယ်မပြောင်းလဲပဲရှိခဲ့တဲ့သူရဲ့သစ္စာတွေကိုရင်မမေ့လို့ရခဲ့ခွဲမပေါ်မခွဲကိုပြန်ပြီးကျေးဇူးဆက်နိုင်လေချက်ကူတော့ရှိနေစေကိုမေးတွေ့နေတဲ့ရှင်မမေကိုရဲ့ဘဝစာပြုခဲ့တယ်စိတ်များများတော်ရဟာတွေ့ကစိတ်ဆန်းလေးရဲ့ရင်ကမမောပြေခဲ့လူစရာကြုံလာရတဲ့ချိန်မှာကိုရဲ့ဘက်ကမျက်ရှိခဲ့တယ်မပြောင်းလဲပဲရှိခဲ့တဲ့သူရဲ့သစ္စာတွေကိုရင်မမေ့လို့ရခဲ့ပြန်ပြီးကျေးဇူးဆက်နိုင်လေ